ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ Hala application အကြောင်းကိုများပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီဒီ application ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဒီ Hala မှာအရင်နေ့ digit မှာရင်စရာမလိုပဲနဲ့ကျွန်တော်တို့ငွေရှာလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော် Hala ထဲဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီပထမတရားကောက်ဖောက်ပြီးသားဖြစ်ပါတယ်မိတ်ဆွေတို့က Hala ကနေဝင်ငွေချခြင်းနဲ့ဆိုရင်မိတ်ဆွေတို့ကျွန်တော်ရဲ့ comment မှာ Hala link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့ Hala software ကို download ဆွဲလိုက်ပါဟုတ်ပြီမိတ်ဆွေတို့ download ဆွဲပြီးပါလို့ရှိရင်မိတ်ဆွေတို့က Gmail တစ်ခုနဲ့အကောက်ဖောက်မှာဖြစ်ပါတယ်ဟုတ်ပြီအကောက်ဖောက်ပြီးပါလို့ရှိရင်မိတ်ဆွေတို့ဒီလိုမျိုးပေါ်လာလိမ့်မယ်ပေါ့နော်ဟုတ်ပြီဒီမှာကြတော့ကျွန်တော်တို့ပါတီထိုင်ရတာဖြစ်ပါတယ်အကောက်ဖောက်ပြီးပါလို့ရှိရင်မိတ်ဆွေတို့ကဈေးတိုက်9ရက်ပေါ့နော်တရက်ကို2နာရီကျော်ပါတီထိုင်ပါနော်ဟုတ်ပြီတရက်ကို2နာရီပါတီထိုင်ပြီးပါလို့ရှိရင်မိတ်ဆွေတို့က point ကိုယူရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်မိဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့တရက်ကိုပါတီ2နိုင်ထိုင်ပြီးပါလို့ရှိရင်ဒီမှာပေါ့နော် test ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီအဲ့ဒီနေရာလေးကိုနှိပ်ပြီးမိတ်ဆွေတို့ကဒီမှာပေါ့နော်ဒီအုပ်မှာပြလိုက်မယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကတရက်ကို2နိုင်ပါတီထိုင်ပြီးပါလို့ရှိရင်ဒီနေရာလေးကိုလာပြီးတော့ point ယူလို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်တို့ပါတီဘယ်လိုထိုင်ရမလဲပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာအခန်းနဲ့ရှိတယ်ပေါ့နော်မိတ်ဆွေတို့ကကြိုက်တဲ့အခန်းမှာဝင်ပြီးတော့ပါတီထိုင်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်အခန်းတစ်ခုမှာဝင်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာလူတွေကပြည့်နေတယ်ပေါ့နော်ဒီမှာထိုင်လို့မရဘူးပေါ့နော်ဟုတ်ပြီဒီကနေထွက်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်ဒီမှာခုံးအားတယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ကြိုက်တဲ့ခုံးပေါ့ဒီမှာပေါ့နော်ထိုင်လို့ရတယ်ပေါ့နော်ဒီလိုမျိုးပေါ့ရင်မိတ်ဆွေတို့ကြိုက်တဲ့ခုံးမှာထိုင်လို့ရတယ်ပေါ့နော်လူထိုင်နေဆိုရင်မိတ်ဆွေတို့ဒီမှာပေါ့နော်ဒီလိုမျိုးပေါ်မယ်ပေါ့နော်ဒီခုံးမအားဘူးပေါ့နော်ကျွန်တော်တို့ထိုင်လို့မရဘူးပေါ့နော်ဒီခုံးကြတော့အားတယ်ပေါ့နော်ကျွန်တော်တို့ထိုင်လို့ရတယ်ပေါ့နော်ဟုတ်ပြီတရက်ကို2နာရီပါတီထိုင်ပါနော်အကောက်ဖောက်သွားလို့ရှိရင်မိတ်ဆွေတို့က9ရက်စစ်တိုင်းတရက်ကို2နာရီပါတီထိုင်ပါဟုတ်ပြီမိတ်ဆွေတို့ကပါတီထိုင်ဖို့အတွက်ဒီနေရာလေးကိုတစ်ချက်ထောက်ပြီးတော့ပါတီထိုင်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ငွေဘယ်လိုထောက်ရမလဲပေါ့နော်မိတ်ဆွေတို့ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ wave keeping နဲ့ငွေထုတ်လို့ရတယ်ဟုတ်ပြီကျွန်တော်မိဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်ဒီ point ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီ tab ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်မြန်မာကိုရွေးလိုက်မယ်မိတ်ဆွေတို့ wave keeping နဲ့ငွေထုတ်မယ်ဆိုရင်မြန်မာကိုရွေးပါကျွန်တော်ရွေးလိုက်မယ်ဟုတ်ပြီ payment ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ KPay နဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ကျွန်တော် KPay နဲ့ငွေထုတ်လို့ရတယ် wave money နဲ့ငွေထုတ်လို့ရတယ်ပေါ့နော် IRPay နဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ point တသိန်းရှိမှကျွန်တော်တို့ငွေထုတ်လို့ရတယ်ပေါ့နော်ပထမဆုံးကျွန်တော်တို့ point တသိန်းစုရမယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော် point တသိန်းရှိမှကျွန်တော်တို့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ point 1000ကို$1ရတယ်ပေါ့နော်$1ကြာတော့ကျွန်တော်မြန်မာငွေဆိုရင်ဒီမှာ$4200ပေါ့နော်$1ကို$4200 point တသိန်းဆိုရင်$10ပေါ့နော်$10ကြာတော့ကျွန်တော်တို့42000ရမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပထမဆုံး point တသိန်းထောက်အောင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီပထမဆုံး point တသိန်းထုတ်လိုက်လို့ရှိရင်မိတ်ဆွေတို့က1000 2000အဲ့လိုမျိုး point ထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီပထမဆုံးကတော့ကျွန်တော်တို့ point တသိန်းထောက်အောင်မှာဖြစ်ပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော် YouTube channel ကိုအခုထိ subscribe မလုပ်လဲ subscribe လေးလုပ်ထားပါ